BNN နဲ့ပွဲတော်ကြာကြီးတဲ့အသင်းဖြစ်ပြီလားလက်ရှိချိန်မှာ2026အာဆီယံချန်ပီယံရှစ်ဟွန်တိုင်းဗလားပြိုင်ပွဲအတွက်လေ့ကျင့်ပြင်ဆင်မှုတွေကိုပြုလုပ်နေလဲရှိတဲ့မြန်မာအသင်းဟာလာမယ့်18ရက်နေ့မှာတော့ BNN အသင်းနဲ့နိုင်ငံတကာခြေစမ်းပွဲစဉ်ကိုရှင်းပြိုင်ကစားသွားရမှာဖြစ်ပါတယ်2026အာဆီယံချန်ပီယံရှစ်ဟွန်တိုင်းဗလားဘောလုံးပြိုင်ပွဲနီးကပ်တဲ့ချိန်ညမှာမြန်မာအသင်းရဲ့နီးပြချုပ်ဦးမျိုးလိုင်ဝင်းနေရာမှာနီးပြချုပ်အဒါဆန်ကိုပြောင်းလဲတာဝန်ယူကင်ဆွေးထားတဲ့မြန်မာအသင်းဟာပြိုင်ပွဲအကျိုးအပိသက်ခြေစမ်းပွဲအနေနဲ့လာမယ့်ဇူလိုင်လ18ရက်နေ့မှာတော့ BNN နိုင်ငံမှာ BNN အသင်းနဲ့နိုင်ငံတကာခြေစမ်းပွဲစဉ်ကိုရှင်းပြိုင်ကစားသွားမှာလည်းဖြစ်ပါတယ်မြန်မာအသင်းဟာစကန်သွင်းလေ့ကျင့်မှုတွေကိုပြီးခဲ့တဲ့ဇွန်လအတွင်းမှာစတင်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ဇွန်လအတွင်းမှာလည်းဂူအန်အသင်းဖိလစ်ပိုင်အသင်းတွေနဲ့ခြေစမ်းပွဲစဉ်တွေကိုရှင်းပြိုင်ကစားခဲ့ပြီးတော့နီးပြချုပ်ပြောင်းလဲပြုလုပ်ခဲ့ပြီးပြီးခဲ့တဲ့ရက်ပိုင်းတုန်းကလည်းမြန်မာ National League ကလပ်ရန်ကုန် United အသင်းနဲ့ခြေစမ်းပွဲရှင်းပြိုင်ကစားခဲ့ရမှာတော့တင်ရရလက်တာထွက်ပေါ်ခဲ့တယ်လို့သိရှိရပါတယ်2026အာဆီယံချန်ပီယံရှစ်ဟွန်တိုင်းဖလားပြိုင်ပွဲအကျိုးမြန်မာအသင်းကိုအိမ်ကွင်းမှာခြေစမ်းပွဲရှင်းပြိုင်ကစားဖို့ဖိတ်ခေါ်ထားတဲ့ BNN အသင်းကတော့ကိုရီးယားနိုင်ငံသားနီးပြကင်ဆောင်စစ်ကကင်တွယ်နေလဲရှိပြီးအခုဟွန်တိုင်းဖလားဘောလုံးပြိုင်ပွဲမှာချန်ပီယံဆုဖလားကိုမျှော်မှန်းနေတဲ့အတွက် BNN အသင်းအနေနဲ့တောင်ကိုရီးယားနိုင်ငံမှာတောက်ရောက်လေ့ကျင့်မှုတွေဆောင်ရွက်ထားသလိုကိုရီးယားလိဂကလပ်အသင်းတချို့နဲ့လည်းခြေစမ်းပွဲစဉ်တွေကိုရှင်းပြိုင်ကစားခဲ့ရမှာတော့ရလက်ကောင်းတွေရရှိထားတယ်လို့သိရှိရပါတယ်မြန်မာအသင်းနဲ့ BNN အသင်းတို့ဟာအာဆီယံဒေသတွင်းအသင်းတွေဖြစ်ပေမဲ့ BNN နိုင်ငံမှာထိပ်တိုက်တွဲဆုံမှု10ကြိမ်ထိသာရှိခဲ့ပြီးတွဲဆုံမှုမှတ်တမ်းတွေရ BNN အသင်းက6ပွဲအနိုင်ရရှိထားပြီးတပွဲတရေရလက်ထွက်ပေါ်ထားပေမဲ့မြန်မာအသင်းကတော့တစ်ကြိမ်သာအနိုင်ရရှိထားတာကြောင့်တွဲဆုံမှုတိုင်းမှာ BNN အသင်းကအသာစီးရရှိထားတယ်လို့ပြောရမှာပါ2026အာဆီယံချန်ပီယံရှစ်ဟွန်တိုင်းဗလားပြိုင်ပွဲမှာတော့ BNN အသင်းဟာအုပ်စု A မှာကြာရောက်နေလဲရှိပြီးတော့အင်ဒိုနီးရှားအသင်းစင်ကာပူအသင်းကမ္ဘောဒီးယားအသင်းအရှေ့တီမောအသင်းတွေနဲ့အုပ်စုပွဲစဉ်တွေကိုရှင်းပြိုင်ကစားသွားရမှာဖြစ်ပြီးတော့မြန်မာအသင်းကတော့အုပ်စု B မှာထိုင်းအသင်းမလေးရှားအသင်းဖိလစ်ပိုင်အသင်းလာအိုအသင်းတွေနဲ့အုပ်စုပွဲစဉ်တွေကိုရှင်းပြိုင်ကစားသွားရမှာလည်းဖြစ်ပါတယ်ဒါကြောင့်အခုခြေစမ်းပွဲစဉ်ဟာအာဆီယံဟွန်တိုင်းဗလားဘောလုံးပြိုင်ပွဲမတိုင်ခင်အကျိုးရှိတဲ့နိုင်ငံတကာခြေစမ်းပွဲစဉ်တစ်ပွဲဖြစ်တာကြောင့်နီးပြတဲ့အန်နာဆန်အနေနဲ့ BNN အသင်းကိုဘယ်လိုနည်းစနစ်တွေနဲ့ချင်းကပ်ပြီးရှင်းပြိုင်ကစားသွားရမှာလဲဆိုတာကတော့စောင့်ကြည့်သွားရမှာဖြစ်တယ်လို့ BNN နဲ့တွေ့တိုင်းရလက်တွေစိုးအားတက်တဲ့မှတ်တမ်းစိုးတွေကိုပြောင်းပြန်လှန်ဖို့အာရှကြာကြီးတွေအသင်းဖြစ်နေပြီလားလို့စော်ကားရေးမြန်မာကတော့မေကွန်းထုတ်လိုက်ချင်းပါသေးတယ်